ဒါလေးအရှိကြီးမင်းကလေးအတူကြီးညက်တဲ့ခါမှာနောက်ကလေးကိုပါခြင်းနေဆိုရင်ဘွားကကြီးနဲ့ပါနေတဲ့မျိုးနော်ပါတဲ့ခါမှာဒီလို customer ရဲ့ညာဘက်ဘေးလေးမှာကိုယ်ကဒီလိုရက်လိုက်မယ်ရက်ပြီးရင်ဖိချလိုက်မယ်ဖိလိုက်တဲ့စပင်အလွာလေးကိုကြည့်ပြီးတော့ကျွန်တော်ကဒီအောက်ခြေကိုပါကျင်တာပေါ့ဗျပတ်တော့လည်းရက်ကျင်တာဒါပေမဲ့ဒီကောင်ဖောင်းဖောင်းလေးဖြစ်ချင်တာဖောင်းဖောင်းလေးဖြစ်ချင်တဲ့အတွက်ဒီအဖောင်းနေရာကိုခြံထားပေးမယ်ကျွန်တော်တို့ကပါမှဖြစ်တဲ့အတွက်အပေါ်ကနေလို့သူကစိုက်ပြီးတော့85 60လောက်နဲ့သူကသွားမှာအဲ့ဒါဆိုတော့ဘယ်လိုကောင်းလဲဆိုရင်ဘီးနဲ့ဒီလိုဖိချပြီးတော့အနောက်ကနေဒီလိုလိုက်ပြီးတော့ဒီလိုလဲပါလို့ရတယ်တလွာချင်းပေါ့နော်ဒီလိုတလွာချင်းကိုတွားပြီးတော့တခါအပေါ်ကနေပါလိုက်မှာသူကဒီလိုပါခြင်းအပြင်အောက်အလွာတွေမပါဘူးအပေါ်ကလာတဲ့အလွာကိုပဲဒီလိုလွာသွားသလိုဒီလိုလဲလို့ရတယ်ဒီလိုလဲလို့ရပါမယ်ပူပြီးကောင်းတာဒီလိုထိုးချလိုက်တာ85 60လောက်ဒီလိုထိုးချလိုက်တာဒီကမပါဘူးနော်နောက်စိတ်မပါဘူးတကယ်လို့ပို့ပြီးတေချာအောင်ဆိုလို့ရှိရင်ဒီမှာဘီခံထားလိုက်ဘီခံထားပြီးမှဒီလိုထိုးချလိုက်အဲ့ဒါပို့ပြီးတော့အဆင်ပြေတယ်ဘီခံထားလိုက်ဘီခံပြီးမှဒီလိုလေးထိုးချလိုက်ဒါဆိုလို့ရှိရင်ပါလော်လေးနဲ့လာပါတဲ့အလွာပါလေးကိုရရှိတော့ဖြစ်တယ်ဒါမျိုးလေးထိုးချလိုက်မတွေ့နော်ဒါမျိုးလေးဒါဆိုလို့ရှိရင်လှသွားတွေ့လားနောက်လို့ပါနော်နောက်လေးပါမယ်ဒီတဲ့ပုံမှာတစ်ခါပူပါခြင်းနေရင်ထပ်ပါလို့ရတယ်နော်နော်ဒါမျိုးလေးလူစပင်ဆိုလို့ရှိရင် okay သွားပြီယောက်ျားလေးမူလကေရိုစတိုင်လို့ညက်တဲ့ခါမျိုးတွေနော်ကိုမာစတိုင်တွေညက်တဲ့ခါမှာလည်းသုံးပြလို့ရတယ်ဒူဘလော့အပားမှာဒူဘလော့အရှည်ပါလဲအဲ့လိုမျိုးပုံစံနဲ့ညက်လို့ရဒါဆိုလို့ရှိရင်မိန်းကလေးလည်းရတယ်ယောက်ျားလေးလည်းရတယ်ပပလေးဖြစ်သွားတယ်တွေ့လား